ကွန်ဒိုနဲ့တိုက်ခဲနေတဲ့ BCC ကအတူတူပဲလား Round 1 Fight တိုက်ခန်းတွေအတွက်တီးခြားပိုင်ဆိုင်မှုမှတ်ပုံတင်စနစ်မရှိတဲ့အကြောင်းများသောအားဖြင့် contract နဲ့ချုပ်ဆိုတဲ့အယောင်းဝယ်စာချုပ်နဲ့ BCC မိတ္တူတွေကအခြေခံပြီးတော့မှပိုင်ဆိုင်မှုတွေကိုသတ်မှတ်လေးရှိပါတယ် ကွန်ဒိုမှာတော့တခန်းချင်းစီအတွက်အခန်းပိုင်ဆိုင်မှုမှတ်ပုံတင်လက်မှတ်ကိုရရှိမှာဖြစ်ပါတယ်အဲဒါကြောင့်မြေကိုပါစုပေါင်းပိုင်ဆိုင်မှုရရှိပြီးတော့မှခိုင်မာတဲ့အုံနာဘုတ်ကိုပါရရှိမှာဖြစ်ပါတယ် Round 2 Fight တာမန်တိုက်ခန်းတွေကိုနိုင်ငံခြားသားတွေကတရားဝင်အမိပေါက်ဝယ်ယူပိုင်ဆိုင်ခွင့်မရှိသေးပါဘူး ဥပဒေနဲ့အညီဆောက်လုပ်ထားတဲ့ BCC ကြပြီးသားကွန်ဒိုတွေမှာတော့နိုင်ငံခြားသားတွေကိုအခန်းအရေးအတွက်စုစုပေါင်း40%အထိတရားဝင်ရောင်းချပိုင်ခွင့်ရှိပါတယ် Round 3 Fight တိုက်ခန်းတွေကတိကျတဲ့အမိပေါက်လက်မှတ်မရှိတဲ့အတွက်ကြောင့်မလို့ဗန်အများစုကအင်အားချင်းငွေပေးဖို့အတွက်နည်းနည်းလေးခက်ခဲလေးရှိကြပါတယ် BCC တရားဝင်ကြပြီးသားဖြစ်တယ်လို့အခန်းပိုင်ဆိုင်မှုမှတ်ပုံတင်လက်မှတ်ရှိရကြောင်းဗန်နဲ့အင်အားချင်းငွေထုတ်ပေးဖို့ပုံမလွယ်ကူပြီးတော့စိတ်ချရပါတယ် ကွန်ဒိုနဲ့ပတ်သက်ပြီးတော့မှနောက်ထပ်သိချင်တာတွေရှိရဆိုလို့ရှိရင်တော့ comment မှန်းခဲ့လို့ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့မှမျှဝေပေးသွားပါမယ်